ကိုတီချာကိုရစိတ်ပူနေတာတီချာမင်းဘယ်လိုလုပ်လိုက်တာလဲအဲ့ဒါကျွန်တော်တကယ်ချင်းတက်မြတ်တော့ တက်မြတ်နဲ့ဦးနေဖုန်းနိုင်နေတာဘာပတ်သက်လို့လဲ တီရှယ်ဒီမှာဘာဖြစ်နေကြလဲ ဒီနှစ်ယောက်နဲ့ဒီစက်အိမ်မှာရှိနေမြလူတွေအားလုံးကတကြည်တဲ့တကြံနေပဲရွာသားတွေဇွန်ပြီးဖြစ်ရတယ်သူတို့လက်ချက်ကြောက်လေသူတို့ကိစ္စတွေလက်ပြီးအခုဖုံးပိတ်နေကြတာပေါ့အဓိကတရခါဦးနေဖုံးနိုင်နေရူဘီခင်ပဲ ခင်ဗျာညာ ပါလေရှင်တို့ကကျမတို့တတ်ချင်တယ်လို့လားဟမ် မဟုတ်ပါဘူးဗျာဒီကိစ္စနဲ့ပတ်သက်ပြီးခမရအောင်နဲ့ဆွေးနွေးချင်လို့ပါ ဒါနဲ့ပတ်သက်ဘာမှဆွေးနေတာမလို့ဦးနေဖုန်းနိုင်ခင်ဗျားတို့အားလုံးကလူစိတ်မရှိရဲ့ပကောင်းဆိုးရယူပဲအဲ့ဒီတော့ခင်ဗျားတို့အားလုံးပြန်ပေးဆက်ရလိမ့်မယ် ရှင်တို့အားလုံးရဲ့တက်နက်တွေကိုအောက်ကိုချလိုက်ပြီးတော့ကျမတို့ထွက်သွားခွင့်ပြုပါကျမတို့အားလုံးထွက်သွားပေးပါမယ် အော်ကလေးရယ်မင်းကတကယ်ကိုရိုးသားပါလားကိုအခုမှတော့ငါတို့ဒီလိုလုံးတော့မရှဘူး